တနေ့တွင်တရေခိတရာဘယင်ဒွတ်တာပေါင်းသည်ဘိတ်တနိုးကိုတိုင်းပတ်ရင်အကောက်ကျန်လေသည်တရှိုများကိုရသေးယုံဆောင်စီပြီးဘိတ်တနိုးပြည်သို့ဆေလွတ်ခဲ့သည်ဘယင်မပန်ထွားသည်တီလာတမာသည်ရှိသူခေ၍ထိုရသေးအတုများကိုကြည်ညိုမိကနန်းတော်တွင်လက်ခံထားခဲ့သည်ထိုရသေးအတုများသည်အခွင့်ကောင်းကိုဆောင်၍အတုလစီတော်ကြီးကိုဖျက်ဆီးလိုက်ကြသည်နောက်တနေ့တွင်ဒွတ်တာပေါင်မင်း၏စစ်တမ်းများလာရောက်တိုက်ခိုက်သောအခါဘယင်မသည်စီတော်ကိုတီးခတ်တော်လဲအတန်မမီတော့ပေရန်ဘဲချောင်းရည်လည်းမတက်လောက်တော့သဖြင့်ဗိတ်တနိုးပြည်သည်ရန်သူလက်အောက်သို့ကြာရောက်ခဲ့ရသည်ဒွတ်တာပေါင်မင်းသည်ပန်းထွားဘယင်မကိုဖမ်းဆီးပြီးမိဖုရားအဖြစ်သိမ်းပိုက်လိုက်သည်ဒွတ်တာပေါင်မင်း၏အခြားမိဖုရားများသည်ပန်းထွား၏အလှကိုမနာလိုဖြစ်ကြပြီးသူမသည်ဘလူးမ၏သမီးဖြစ်သည်ဖြင့်ရုပ်ဆိုးအကြီးတန်းသောဘလူးမသာဖြစ်ကြောင်းကုန်းချောစကားဆိုကြသည်မင်းကြီးလည်းထိုစကားကိုယုံပြီးပန်းထွားကိုပြစ်ပယ်ထားခဲ့သည်မိမိတိုင်းပြည်ကိုဖျက်ဆီးပြီးမတရားသိမ်းပိုက်ခဲ့သည့်အပြင်မိမိကိုပါပြစ်ပယ်ထားသည့်အတွက်ပန်းထွားဘယင်မသည်ဒွတ်တာပေါင်မင်းကိုလက်စားချေရန်ကြံစည်လေသည်